မင်္ဂလာပါ handmade by angel channel လေးကနေကြိုးစိုးပါတယ်ဒီနေ့မြန်လုပ်ပြမှာတော့အရန်လွယ်တဲ့ဖဲပြားလေးဖြစ်ပါတယ်လိုက်လို့ကြည့်ပေးကြပါအောင်ရှင်အဲ့တော့မြန်ပထမဦးဆုံးဒါလေးတွေပေါ့နော်ဒီနှစ်ခုကဒါတလက်မခွဲဖဲလေးတွေ18 cm စီပေါ့နော်ပြီးရင်ဒီအလဲဦးတိုင်းလေးအတွက်က4 cm ပါအဲ့တော့ဒီပထမဦးဆုံးဒါလေးကိုမြန်ဒီလိုအလဲမှတ်ကလေးမှတ်မယ်နော်အလဲမှတ်ကလေးမှတ်မယ်မှတ်ပြီးသွားလို့ရှိရင်မြန်ကဒီဟာလေးကိုဒါမျိုးလေးခောက်မယ်နော်ဒါမျိုးလေးခောက်မယ်ပြီးလို့ရှိရင်ဒါမျိုးလေးခောက်မယ်နော်မျိုးလေးခောက်မယ်ပြီးလို့ရှိရင်သူ့ကိုမင်းကပြန်နေပြီးတော့မှတ်ကလေးနဲ့မှတ်ထားပါနော်ဒီမှာဒီဘက်ကကျရင်အလဲမှတ်ကလေးကိုကြော်ပြီးရောက်မယ်နော်ပြီးရင်ဒီဘက်တစ်ခုကိုလည်းမင်းကဒါမျိုးလေးခောက်နော်ဒီဟာလေးကိုညီအောင်လို့ဒီလိုလေးညှိပြီးပါဒါလေးကဒီလို3ကန်ပုံလေးဖြစ်နေရမယ်ပေါ့နော်ပြီးရင်ဒီနှစ်ခုကဒါမျိုးလေးထပ်နေရမယ်ပေါ့နော်အဲ့လိုရပြီဆိုလို့ရှိရင်မင်းကဒါကိုအလဲကနေပြီးတော့ဒီကနေပြီးတော့ချုပ်လိုက်နော်အဲ့တော့ပြီးရင်မင်းကဒါလေးနဲ့ဒီဟာလေးကိုအလဲကနေပြီးတော့ချုပ်မယ်ပေါ့နော်အလဲကနေပြီးတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်ချုပ်လိုက်နော်ဒါမျိုးလေးရပြီပေါ့နော်ဒါမျိုးလေးရလို့ရှိရင်ညာဒါကိုပြီးတော့တစ်ချက်နှစ်ချက်ပဲနော်ဒါမျိုးလေးရနော်ရရင်ဒီကိုထားမယ်အဲဒီခဏထားလိုက်နော်အဲဒီခဏထားပြီးရင်ဒီချန်နယ်တစ်ခုကိုလည်းမြန်ဒီလိုအလဲရနေပြီးတော့လဲနေလုံးမယ်ပြီးရင်ပို့လဲမျိုးလေးပေါ့နော်ထားမယ်ဘက်ကလည်းရိုးယူပြီးတော့ထားနော်ရရနော်ပြီးရင်သူ့လည်းခုနလိုပဲလုပ်လိုက်ရင်နော်ဒါပြီးရပါပြီပြီးရင်မြင်ကဒါလေးကိုအလဲရနေပြီးတော့တွန်းလေးလုပ်ပြီးတော့ထည့်လိုက်မှာပေါ့နော်အဲဆိုရင်ရန်လာတဲ့ဖဲပြားလေးရပါပြီရှင်ရန်လာတဲ့ဖဲပြားလေးရပါပြီရှင်လောက်ရတာအရန်လွယ်ပါတယ်မိမိရဲ့ fan လေးလည်းလိုက်လို့ကြည့်ပေးကြပါဦးနော်ဒီမိမိရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်ဒီဗီဒီယိုလေးကို like လေးလုပ်ပေးသွားကြပါဦးနော်မိမိရဲ့ဒီဖဲပြား channel လေးတင်ပေးထားတဲ့ YouTube Facebook TikTok နဲ့ Instagram မှာလည်း follow လုပ် and subscribe လုပ်ပေးကြပါဦးရှင်